မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့က unit 1 good manners ဆိုတဲ့အကြောင်းကိုစာပိုက်တွေကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်first paragraph ကိုစာရအောင် manner refers to the way of doing something manner ဆိုတာ the way ဆိုတာပုံစံဖြစ်ပါတယ် refer ဆိုတာတော့ညွှန်းဆိုတယ်ပေါ့နော် doing something ဆိုတာတစ်ခုခုလုပ်တဲ့ပုံစံကိုညွှန်းတာဖြစ်ပါတယ်ပြောချင်တာ manner ဆိုတာကျွန်တော်တို့တစ်ခုခုလုပ်ကင်ဆောင်ရွက်တဲ့ဟန်ပန်အမှုအရာကို manner လို့ခေါ်တာဖြစ်ပါတယ်လူတစ်ယောက်ရဲ့စကားပြောပုံလူတစ်ယောက်ရဲ့လမ်းလျှောက်ပုံဟာအခြားသူတွေနဲ့မတူနိုင်ပါဘူးအဲတော့ကျွန်တော်တို့လူတစ်ယောက်ရဲ့လမ်းလျှောက်ပုံကို gate လို့ခေါ်ပါတယ်ပေါ့နော် GIT gate ဒါတယောက်နဲ့တယောက်ကလမ်းလျှောက်ပုံမတူဘူးတယောက်နဲ့တယောက်ဓမင်းစားပုံတယောက်နဲ့တယောက်စကားပြောပုံမတူနိုင်ကြဘူးပေါ့နော်ဒါကိုပဲ manner လို့ခေါ်တာဖြစ်ပါတယ် Manners refers to the way a person behaves in society manners မှာ as ပါလာပြီဆိုလို့ရှိရင်တော့သူကဘာကိုညွှန်းဆိုပါတယ်လဲဆိုရင် the way ဆိုတာပုံစံ a person လူတူဦးတယောက် behaves ဆိုပြုမှုတဲ့ပုံစံ in society ဆိုတာလူအများကြားမှာပေါ့နော်အဲ့တော့တယောက်တည်းပြုမှုတဲ့ပုံစံမဟုတ်တော့ဘဲနဲ့လူဆိုတာအများနဲ့နေရတာဖြစ်တယ်ဒါကြောင့်မလို့အများနဲ့ပတ်သက်လာလို့သူ့ရဲ့ပြုမှုပြောဆိုပုံကိုကြတော့ manners လို့ခေါ်တယ်ဒါကိုကြတော့ကျွန်တော်တို့တွေကအပြုအမှုအကျင့်စရိုက်လို့ကျွန်တော်တို့ကပြောရမှာဖြစ်ပါတယ်ပေါ့နော်လူအများကြားထဲမှာသူကဘယ်လိုပြုမှုတယ်လဲလူတွေကိုဘယ်လိုဆက်ဆံတယ်လဲဆိုတာဟာသူရဲ့ manners ဆိုတဲ့သဘောကိုပြောတာဖြစ်ပါတယ် that's ဒါကြောင့် manners တွေဟာ can be good or bad polite or impolite ဒါကြောင့်မလို့ manners တွေမှာ as ပါလာပြီဆိုလို့ရှိရင်တော့ဒါလူအများနဲ့ပတ်သက်လာပြီဖြစ်တဲ့လူအများတို့အကဲဖြတ်တော့မယ်ဒါကောင်းတာလည်းရှိနိုင်တယ်ဆိုးတာလည်းရှိနိုင်တယ်ယဉ်ကျေးတာလည်းရှိနိုင်တယ်မယဉ်ကျေးတာလည်းရှိနိုင်ပါတယ်ပေါ့နော်ဒီနေရာမှာ can be ဆိုတဲ့နေရာမှာ sometimes လေးကိုတခါဒါပေါ်ထည့်ပြီးတော့သိရမယ်ပေါ့နော်manners တွေဆိုတာတခါတည်းမှာကောင်းတာရှိတယ်တခါတည်းမှာဆိုးတာရှိတယ်တခါတည်းမှာယဉ်ကျေးတာရှိတယ်တခါတည်းမှာမယဉ်ကျေးတာရှိတယ်ပေါ့နော်For example ဥပမာ in our Myanmar culture and society ကျွန်တော်တို့မြန်မာယဉ်ကျေးမှုလူအဖွဲ့အစည်းမှာဆိုလို့ရှိရင် at meal times ထမင်းစားချိန်တွေမှာ it is bad manners for a junior အငယ်တစ်ယောက်အတွက်ကတော့ဒါဆိုးတဲ့အပြုအမူတွေပဲဖြစ်ပါတယ်ပေါ့နော်ဆိုးတဲ့အချင်းစီရဖြစ်ပါတယ် to start eating before a senior does before a senior does ဆိုတော့သူ့ထက်နော်အသက်ဂုဏ်ဝါကြီးတဲ့သူတစ်ယောက်မစားခင်မှာစပြီးတော့ထမင်းစားမယ်ဆိုရင် junior တစ်ယောက်အတွက်ကတော့ဒါမကောင်းတဲ့အပြုအမူပဲဖြစ်ပါတယ်ဒီနေရာမှာ does ဆိုတာဒီ start eating ကိုညွှန်းတာဖြစ်ပါတယ်ဒီနေရာမှာ does ကို underline လုပ်ပြီးတော့what does the underline word refer to လို့များမေးလာပြီဆိုလို့ရှိရင် starts eating လို့ဖြစ်ပြမှာဖြစ်ပါတယ် starts မှာ as ပါရမယ် starts eating ကိုပြောရဖြစ်ပါတယ် it is always polite ဒါကြီးတော့ယဉ်ကျေးတယ် for a junior အငယ်တစ်ယောက်အတွက် to listen with arms folded လက်ကလေးပိုက်ပြီးတော့နားထောင်တာဟာအငယ်တစ်ယောက်တော့ယဉ်ကျေးတဲ့အဖြစ်မှုဖြစ်ပါတယ် while he or she while ဆိုစဉ်တွင်ပေါ့ he or she သူကိုသူမဟုတ်သူမကို is spoken ဆိုတာစကားပြောပြီး is spoken to by a senior such as a parent or teacherဆရာမဒါမှမဟုတ်မိဘတယောက်ကဲ့သို့သောအကြီးတယောက်ကနေပြီးတော့သူ့ကိုစကားပြောလာတဲ့အချိန်မှာသူကလက်ကလေးပိုက်ပြီးနားထောင်တာဟာသူ့တော်ယဉ်ကျေးတဲ့အပြုမှုဖြစ်ပါတယ် bear in mind ဆိုတာကတော့စိတ်ထဲမှာမှတ်သားသည်လို့အဓိပ္ပာယ်ရပါတယ်one important point to bear in mind is that စိတ်ထဲမှာမှတ်ထားရမယ့်အရေးကြီးသောအချက်တစ်ချက်ကတော့ every society and culture ဒီနေရာမှာ culture ဆိုတာလူမျိုးနိုင်ငံတူတဲ့လူမျိုးစုတစုကိုပြောတာဖြစ်ပါတယ်လူမျိုးတူတဲ့လူမျိုးစုတစုဒါမှမဟုတ်နိုင်ငံသားအချင်းနိုင်ငံတူတဲ့နိုင်ငံသားအချင်းချင်းကိုပြောတာဖြစ်ပါတယ်အဲ့တော့ society and culture ဆိုတာဒီနေရာမှာ culture ရည်ချင်းမှုလို့ဘာသာမပြန်ပါဘူးအဲ့တော့ဒီ society ဆိုလူအဖွဲ့အစည်းတိုင်းလူမျိုးစုတိုင်းမှာဆိုလို့ရှိရင် has its list of good and bad manners ဆိုတာကောင်းတဲ့အပြုအမူရဲ့ဆိုတဲ့အပြုအမူရဲ့ဆိုပြီးတော့ခွဲခြားသတ်မှတ်ထားတဲ့သတ်မှတ်ချက်ရှိပါတယ် generally speaking ရေဘူးရအဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့ some manners are universal အချို့သောအပြုအမူတွေဟာတစ်ကမ္ဘာလုံးကအကန့်အသတ်မရှိလက်ခံထားပြီးတော့ while ဒါပေမဲ့ some are culture specific အချို့manners တွေကြတော့ဒီနိုင်ငံတနိုင်ငံစာလူမျိုးတစ်ခုစာအတွက်ဒါတည်တံ့ဖြစ်တည်နေတာဖြစ်ပါတယ်ဒီနေရာမှာ universal ဆိုတာအကန့်အသတ်မရှိသောနေစည်းမခြားသောဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် culture specific ဆိုတာတော့ကျွန်တော်ကအရင်တင်ပြခဲ့သလိုပဲ culture ဆိုတာလူမျိုးစုတစုနိုင်ငံတနိုင်ငံဒါကိုပြောတာဖြစ်ပါတယ်ဗောနော်This means that Soloraga a manner which is acceptable in one society ဒီမှာ subject က a manner ကနေ society ဒီဖြစ်ပါတယ်လူဖွဲ့စည်းတစ်ခုမှာလက်ခံသောအပြုအမူတစ်ခုသည် may not be tolerated in another အခြားသောလူဖွဲ့စည်းမှာလက်ခံလို့ရလိမ့်မှာမဟုတ်ပါဘူး
For instance ဥပမာအဖြစ် belching, leaching or breaking wind in a company လူအများကြားထဲမှာပေါ့နော် company ဆိုတာဒီမှာလူအများကိုပြောတာဖြစ်ပါတယ်လူအများကြားထဲမှာ leaching ဟာ may be quite acceptable in one society လူအဖွဲ့အစည်းတစ်ခုမှာလက်ခံလို့ရကောင်းရနိုင်တယ် that but ဒါပေမဲ့ not tolerated in another အခြားသောလူအဖွဲ့အစည်းမှာလက်ခံလို့ရလိမ့်မည်မဟုတ်ပါလို့ပြောတာဖြစ်ပါတယ်ပေါ့နော်ဒါဟာဘာကိုပြန်ပြီးတော့ထက်ရှင်းတာလဲဆိုလို့ရှိရင် culture specific ဆိုတဲ့သဘောကိုပြန်ပြီးတော့ရှင်းထားတာဖြစ်ပါတယ်ပေါ့နော်